မနက်ဖြန်မနက်၈နာရီခွဲမှာဆိုရင်တော့ဒါ DI play off တွေစတင်ပြီးတော့ကစားကြမှာဖြစ်ပါတယ်။အဲဒီပွဲတွေတော့ကျွန်တော်အနေနဲ့တော့သုံးသက်ချက်လေးနန်းငယ်တော့ဒါပေးချင်တာဖြစ်တယ်။အားလုံးပဲမင်္ဂလာပါကျွန်တော် Sport Game မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မနက်ဖြန်မနက်၈နာရီခွဲမှာဆိုရင်ဒီ Iron Win နဲ့ Ten Separate နဲ့အရင်ဆုံးဒါစတင်ပြီးတော့ရှင်ပြိုင်ရမှာဖြစ်တယ်ပေါ့နော်။အဲဒီပွဲမှာဆိုရင်ကျွန်တော်အနေနဲ့တော့ Iron Win ဘက်ကလည်းတော်တော်လေးကောင်းနေရပါတော့။အခုချိန်မှာဆိုရင်ဒါ Pure တို့ Bizam တို့သူတို့ကဒါ Tundra အသင်းပဲဖြစ်တယ်ပေါ့နော်။အရင်တော့လည်း 1 win ကနေပြောင်းလာတာဆိုတော့တပြောရင် Ten Separate ကလည်းကောင်းတယ်50-50လို့တော့ပြောလို့ရတယ်ဒီပွဲကဘာမှမမျှရတယ်ဗျ။ဒီနှစ်သင်းရဲ့ဒါ ဆော့အားတွေကျွန်တော်ကြည့်တဲ့ဒါ Ten Fight အားတွေပြောရင်ဒါ network play style တွေပေါ့နော် network နေထားရအတိုင်းမှာကျွန်တော်တို့သဘာပိုကောင်းတယ်ဒီ Ten Separate ဘက်ကိုပို့ပြီးတော့ရွေးချင်တာဖြစ်ပါဘာလို့လဲဆိုရင်ဒီ Ten Separate မှာဆိုရင်ဒါ Yadoro carry ဒါတော်တော်လေးရေးကြုံလိုက်ကောင်းတယ်နောက်ကျတော့စိတ်ချရတယ်လို့ကျွန်တော်နေတော့မြင်တယ်နောက်ကျတော့ဒါ Iron One ဘက်မှာဆိုရင်ဒါ Pure တို့ရှိမှန်း Visa ရှိမှန်းဒါပေမဲ့ Tier 3 offline တော်တော်လေးလောက်ကွက်ထွက်မှနိုင်မယ်လို့ကျွန်တော်နေတော့မြင်ပါတယ်ဘာလို့လဲဆိုရင်Tier 3ပေါ်မှာသူတို့ရဲ့နိုင်ပွဲကပို့ပြီးတော့မူတည်တယ်လို့တော့ကျွန်တော်နေနေတော့မြင်တယ်သူတို့ပွဲစဉ်တွေကိုကြည့်လိုက်မှဆိုရင်ဒါ Tier 3 off မှာတော်တော်လေးမှီခိုးနေတာဖြစ်ပါတယ်Ten Separate မှာကြတော့အဲ့လိုမဟုတ်ဘူးသူတို့10 fight 10 watt အားကိုပို့ပြီးတော့မှီခိုတယ်လို့ပြောလို့ရတယ်ဒါရာတူကအထောင် carry fan တွေကောင်းပေမဲ့ဒါအထောင်ဆုံးတဲ့သဘောဖြစ်ပေမဲ့လည်းတကယ်10 fight တွေမှာဆိုရင်သူတို့10 watt ဘလောက်ကောင်းမကောင်းပေါ်ပဲမူတည်ပြီးတော့ဒါပြောရင်သူတို့9ယောက်အားနဲ့ဒါထိန်းဆော်တယ်လို့ကျွန်တော်နေတော့မြင်ပါတယ်သူတို့တယောက်ထက်တဦးတည်းကိုဒါ UTV ဆော်တဲ့ပုံစံတော့မရှိဘူးဒါပေမဲ့တဘာအားရမှာဆိုရင်ဒီလက်ရှိမှာဆိုရင်ဒါ Ten Separate ဘက်ကရာတူတို့နောက်ကျ Colas Golf တို့ကျွန်တော်နေတော့ပို့ပြီးတော့ကြိုက်ပါတယ်အားကြောင့်မို့ကျွန်တော်ရဲ့ခံမှန်းချက်ကဆိုရင်Ten Separate အနေနဲ့2-1လောက်နဲ့တော့နိုင်သွားလိမ့်မယ်လို့ကျွန်တော်နေတော့ဒါမြင်ပါတယ်ပေါ့နောက်တစ်ပွဲဆိုရင်ဒါ Ten Vision နဲ့ဒါ Backbone နဲ့ပွဲဖြစ်တယ်ပေါ့နော်အဲ့ပွဲဆိုရင်ဒါ17ခွဲလောက်မှလာမယ်ပေါ့နော်အဲ့ပွဲမှာဆိုရင်တော့ကျွန်တော်ကတော့ဒါ Ten Vision လက်ရှိမှာဆိုရင်တော့ဒါ on fire ပဲပေါ့နော်လူကြိုက်များဆုံးနဲ့တော်တော်လေးဒါတည်ရန်ရမယ်လို့လည်းခံမှန်းထားတဲ့အကောင်းဆုံးသင်းဖြစ်ဒါသတ်မှတ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မြင်ရဆိုရင်တော့ဒါ Backbone ကလည်းတပွဲလောက်တော့နိုင်မယ်လို့ကျွန်တော်မြင်တယ်ဘာလို့ဆိုရင်ဒီ Backbone နဲ့ Ten Vision နဲ့ပွဲစဉ်တွေကြီးလိုက်မှဆိုရင်ဒါအနည်းဆုံးတော့ Backbone ကတပွဲလောက်ကတော့နိုင်တာများတယ်ဒါလက်ရည်ရမှာဆိုရင်တော့လက်ရည်အဲ့လောက်ကြီးမကွာဘူးဒါပေမဲ့ဘယ်လိုပြောမလဲလက်ရည်တော့မကွာဘူးသူတို့ရဲ့ Ten Fight တွေမှာစကားပြောသွားတယ်လို့ပဲမြင်ပါတယ်ဘာလို့လဲဆိုရင်ဒီ Ten Vision ဘက်ကဒီစေတန်းနှစ်တို့ဒါ no one ဟိုဆိုရင်တော်တော်လေးဒါ Ten Fight မှာရောဒါ farming မှာရောတော်တော်လေးကောင်းတယ်ဒါ9 class ဆိုရင်ဒါတော်တော်လေးကိုဒါပြောရင် performance တွေထွက်တယ်ပေါ့နော် performance ကအဲ့လိုမဟုတ် performance ကသူတို့ကဒီ drug ကိုဦးစား drop ပေးတယ်လို့ကျွန်တော်လည်းမြင်တယ်သူတို့ drug ကောင်းရင်တော့သူတို့ drug တာရင်နိုင်မှုဒါတော်တော်လေး chance များတယ်ပေါ့နော်စိတ်ချရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူတို့က drug လေးနည်းနည်းနှိမ့်သွားတာနဲ့ရောင်းကန်ပြီးတော့ဒါတော်တော်လေးအခြေအနေဆိုးပြီးတော့တန်းပြီးတော့ရှုံးသွားတာတွေများတယ်ဗျသူတို့က drug ကိုတော်တော်လေးမှီခိုတယ်လို့ကျွန်တော်မြင်တယ်သူတကယ်လို့ဒီ Ten Vision က drug နေရင်တော့မှသူတို့ရဲ့ရုံအားတွေပါတယ်ရှိသေးရဲ့ဗျအဲ့ဒါကြောင့်မို့လို့ Ten Vision ကိုကြိုက်တာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ Ten Vision အနေနဲ့2-1လောက်နဲ့တော့နိုင်သွားမယ်ဒါ Backbone အနေနဲ့တော့တပွဲလောက်တော့မျှော်လင့်လို့ရမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်နောက်တော့ပွဲရဆိုရင်ဒါ Ten Liquid နဲ့ Ten Random နဲ့ဖြစ်ပါတယ်အဲ့နှစ်သင်းရဆိုရင်လည်းဒါသူတို့ကပြောရင်ခဏဒါပြောရင်ခဏတွေ့ဦးတဲ့အသင်းတွေဖြစ်တယ်ဗျသူတို့နှစ်သင်းဆိုရင်တကယ်ရန်ပတ်တွေလို့တော့ပြောလို့ရတယ်ဇက်တိုက်တော်တော်များများမှာတော့ Ten Random ကအရင်တော်သမန်တွေမှာနိုင်ထားပဲဖြစ်ပါဒါပေမဲ့ဒီခုလက်ရှိကတော့ TI ဆိုတော့ပြောလို့မရဘူးဒီ TI မှာဆိုရင်liquid server ကိုကျွန်တော်အနေနဲ့သဘောကျတယ်လို့ပြောလို့ရ liquid အခုတဖြည်းဖြည်းနဲ့ form မှန်လာပြီပေါ့နော်ဘာလို့ဆိုဒီ run ဒါ run ဘက်ကဆိုရင်ဒါ mid က Chira Junior ကျွန်တော်နေတော့တိတ်ပြီးတော့သဘောမကျဘူးနောက်ကျတော့ဒီ Ten Liquid ဘက်မှာဆိုရင်ဒီ Nisha တကယ်ရေးကြုံလာပဲဆိုရင်တော်တော်လေးယုံနိုင်တယ်Nisha mid ကဆိုရင်ပြောစရာမလိုဘူးဗျအဲ့ဒါကြောင့်မို့ကျွန်တော်တို့Nisha mid ကိုပို့ပြီးကြိုက်တဲ့အတွက် mid ဒါ mid ကွာခြားချက်ရ Ten Liquid နေနိုင်သွားမယ်လို့ကျွန်တော်တို့မြင်တယ်အခုဆိုရင် Ten Run တက်ဆိုရင်ဒါ NGD နဲ့တောင်ဒါကန်ကောင်းလို့နိုင်လာတယ်လို့ပြောလို့ရပါတယ်ဒါ 1000 တို့အမားတွေလုံးလို့မို့လေအဲ့ဒါကြောင့်မို့လို့ဒီ1000ဆိုတော့ဒါ Yuma ကိုပြောတာပါ Yuma အမားတွေလို့1000တော့မစိုးဘူးဒါပေမဲ့1000လည်းနောက်ဆုံးပွဲမှာဆိုရင်လည်းနည်းနည်းလေးအမားလေးရှိရပေါ့နော်အဲ့ဒါကြောင့်မို့ဒါ Ten Liquid အနေနဲ့ကျွန်တော်တို့2စီးလောက်နဲ့ကိုအပြည့်ရိုက်သွားမယ်လို့ထင်ပါတယ်ဘာလို့လဲ Ten Liquid က9ဖိပြီးဟဲ့ဆိုစွတ်ဖိတဲ့သဘောမှာရှိတယ်ပြန်တာကျုံးပုံစံဆော့မယ်လို့ကျွန်တော်တို့မြင်ပါနေကမားကတော့ကျွန်တော်မနေ့ကဒါသုံးသက်ထားတဲ့အတိုင်းပဲနေကမားကတော့တော်တော်လေးလက်ရှိမှာဖောင်ကောင်းနေတယ် Ten Separate ကိုဆော့သွားတဲ့လက်အရာရောကျွန်တော်တို့တော်တော်လေးကြိုက်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒါ Nigma Classic အနေနဲ့ဒါ Falcon 9မှုမလွယ်ဘူးလို့ကျွန်တော်တို့မြင်တယ် Falcon 9တပွဲလောက်ပဲနိုင်မယ်လို့ကျွန်တော်မြင်ပါတယ်ဒါ Anator အသင်းဖြစ်ပြီမဲ့ကျွန်တော်တို့အောက်အသင်းဖြစ်တဲ့ Nigma ကိုပဲကြိုက်တယ် Nigma 2-1လောက်နဲ့နိုင်သွားမယ်လို့ကျွန်တော်တို့မြင်ပါတယ်
ဆူမေးနဲ့ Lauren တော့လည်းတော်တော်လေးအတွဲညီနေတယ်ဒါ offline ရဲ့ divine lama ဆိုရင်လည်းဒါတော်တော်လေးကောင်းနေရဖြစ်ပါတယ် divine lama performance တွေဆိုရင် team fight တွေမှာတော်တော်လေးထွက်တယ်ပေါ့နော် network တွေလည်းပြောစရာမလိုဘူးအားကြောင့်မို့ကျွန်တော်အနေနဲ့ Marcus အနေနဲ့ team fight ကောင် 2-1 လောက်နဲ့နိုင်ရသွားမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အားဆိုရင်တော့ကျွန်တော်ဒီနေ့သုံးသက်ပေးခဲ့တယ်ဒါမနက်ဖြန်မနက်8နာရီခွဲနေစပြီးတော့ဒါ play ကြမယ် TI play off ပွဲစဉ်တွေကတော့ကျွန်တော်အနေနဲ့လောက်ပဲသုံးသက်ပေးလိုက်တာဖြစ်ပါတယ်အားလုံးလည်းသဘောကျလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel ဖြစ်တဲ့ Sport Game မြန်မာ channel ကို like and subscribe လုပ်ရင်အားပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်